အကျန်းဖက်သမားတွေဟာလက်နက်အသစ်တစ်ခုကိုစမ်းသပ်နေတော့ရုတ်တရက် Air Force One လေယာဉ်အနီးနားမှာပြန်တန်းနေတာကိုမြင်လိုက်ရတယ်။ အမေရိကန်သမ္မတလေယာဉ်ပေါ်လိုက်ပါလာတာထင်ရှားပါတယ်။အချိန်မဖြုံးပဲလေယာဉ်ကိုလေယာဉ်ပစ်ဒုံးကြီးနဲ့ပစ်လိုက်တာ။လေယာဉ်စနစ်ကဒုံးကြီးကိုထောက်လန်းလိုက်တာနဲ့လုံခြုံရေးအရာရှိကတိုက်လေယာဉ်အကူအညီကိုခေါ်ဆိုလိုက်တယ်။စခန်းအားလုံးအရေးပေါ်ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်ကိုစတင်လိုက်ကြတယ်။သမ္မတကိုတိုက်ခိုက်နေတယ်ကျွန်တော်ထပ်ပြောပါရစေ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲစနစ်ကပြတ်သွားတယ်။အလင်းအမြန်လှုပ်ဆောင်နေအဖွဲ့ခေါင်းဆောင်ကသမ္မတကိုအရေးပေါ်လွတ်မြောက်ရေးအိတ်ထဲထည့်လိုက်ပြီးလေယာဉ်ပေါ်ကနေပစ်ချလိုက်တယ်။သမ္မတရဲ့ကိုရန်တော်တယောက်ကအိမ်နောက်ကိုချက်ချင်းခုန်ဆင်းသွားပြီမဲ့သူ့ရဲ့လေထီးကမပွင့်ဘူး။ဒုတိယကိုရန်တော်ကအဖွဲ့ခေါင်းဆောင်ကိုဖိပစ်ဖိတာတွေအကြောင်းမင်းမြန်းခဲ့ပြီမဲ့အဖြေမပေးပဲအဖွဲ့ခေါင်းဆောင်ကပြစ်တက်လိုက်တယ်။သူဟာတစ္ဆာဖောက်တယောက်ဖြစ်ကြောင်းသိလိုက်ရတယ်။ပြီးတော့သူကိုယ်တိုင်လေဒီနဲ့ဆင်းပြီးသမ္မတကိုရှာဖွေတပ်ဖြတ်ဖို့ကြံစီခဲ့တယ်။တစ်ချိန်တည်းမှာတည်းဒုံးကြီးကအနီးနားမှာလေယာဉ်တွေနဲ့ဂျက်လေယာဉ်တွေအားလုံးကိုဖျက်ဆီးလိုက်တယ်။ပင်တဂွန်ကစစ်တပ်တစ်ခုလုံးကိုသမ္မတကိုရှာဖွေဖို့စိတ်လွတ်လိုက်တယ်။လေယာဉ်ရဲ့ black box ကိုရှာတွေ့ခဲ့ပေမဲ့သမ္မတပျောက်ဆုံးနေတယ်။နောက်ပိုင်းမှာမာဖီးယားတွေကလွတ်မြောက်ရေးအိတ်ထဲရောက်တော့ပြီးတစ္ဆာဖောက်အဖွဲ့ခေါင်းဆောင်ကသူတို့နဲ့အတူတစ်ချိန်လုံးအလုံးလုံးနေတာကိုတွေ့ရှိခဲ့တယ်။ဒါပေမဲ့သူတို့ capsule ကိုဖွင့်လိုက်တဲ့အခါသူတို့အံ့အားသွားကြတယ်။တယောက်ကသမ္မတကိုခေါ်သွားပြီးလူငယ်မိုးဆိုးတယောက်ကသမ္မတကိုကယ်တင်ခဲ့ပြီးအခုတောင်ပေါ်မှာ hot dog စားနေကြတယ်။သမ္မတကအနီးအနားမြို့ကိုတွားရမယ်လို့ပြောပေမဲ့ကောင်လေးကကျွန်တော်မတွားနိုင်သေးဘူးလို့ပြန်ဖြေတယ်။သူအစင်လာရအောင်မြင်တဲ့အမဲလိုက်မှုတစ်ခုပြုတ်လို့မှအိမ်ပြန်နိုင်တယ်။ဒါကြောင့်သူတို့နှစ်ယောက်အတူတူအမဲလိုက်သွားကြတယ်။လမ်းတစ်ချောင်းမှာတမင်ကောင်းတဲ့စားတဲ့ဆောင်ပါးရေခဲသေးတာတစ်လုံးကိုတွေ့လိုက်ရတယ်။တမင်ကကောင်လေးရဲ့ဖခင်စီကမွေးနေ့လက်ဆောင်ထိပေမဲ့ကောင်လေးကမပြောဘူး။သူ့ဘာသာအမဲလိုက်ချင်တယ်။သမ္မတကကောင်လေးကိုသူ့ရဲ့တစိတ်ပေးပြီးမင်းကအမေရိကန်ပြည်ထောင်စုသမ္မတကိုကယ်တင်ခဲ့တာ။အဲ့ဒါကအရေးကြီးတယ်လို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲအဖွဲ့ခေါင်းဆောင်ပေါ်လာတယ်။သမ္မတကသူကတစ္ဆာဖောက်ဆိုတာချက်ချင်းတပေါက်သွားတယ်။သမ္မတကသူ့တနက်ကိုဆွဲထုတ်ဖို့ကြိုးစားပေမဲ့ပြစ်လို့မရဘူး။အဖွဲ့ခေါင်းဆောင်ကတနက်ကိုဆွဲယူပြီးလေထဲမှာပစ်ပြီးအလုတ်ဖြစ်တယ်ဆိုတာတတ်သိပြတယ်။သူဟာသူတို့ကိုမတတ်ချင်ဘူး။သူဟာသူတို့ကိုဖမ်းချင်တယ်။ရန်ပွဲတစ်ခုဖြစ်ပွားလာတယ်။ကြောက်တုံးတဲ့နောက်မှာပုံနေတော့လူငယ်မုံဆိုးကအားလုံးကိုစောင့်ကြည့်နေတာ။တစ္ဆာဖောက်ဟာသမ္မတကိုရေခဲသေးတာထဲမှာပိတ်လောင်လိုက်ရတယ်